အခုဖတ်ပြမှာကတော့မောင်စုရှင်ဘာသာပြန်ထားတဲ့အသေးအမွှားအရေးမထားဖို့နီးလန်းတရားတွေကအပိုင်းကိုဖြစ်ပါတယ်။အပိုင်းကိုသူတစ်ပါးဝင်ကြွားပါစေ။သူတစ်ပါးကမိမိကိုအာယုံပြုစေလိုစိတ်မထားဘဲတပါးသူတို့အာယုံပြုခံကြပါစေဟုစိတ်ထားရှိခြင်းသည်လူစိတ်တန်တန်၌စိတ်ငြိမ်းချမ်းမှုကိုထူးထူးခြားခြားရနိုင်စေသည်သူတစ်ပါးအာယုံပြုခံရစေလိုသောစိတ်သည်လူတို့၌မိမိကိုယ်ကိုဗဟုပြုသောငါတကောစိတ်ဖြစ်၏ကျွန်တော်ကထူးခြားတာဗျကြည့်ပါလားကျွန်တော်ဘဝဇာတ်ကြောင်းကခမည်းတော်ထက်တာတယ်လေဟုဆိုလိုသောစိတ်ထားဖြစ်၏ထို့သို့နှုတ်ကဖွင့်ဟ၍မဆိုသည့်တိုင်အောင်ကျွန်တော်လုပ်ရက်ကခမည်းထက်ပိုရပြားဟုအထင်အမြင်ခံလိုခြင်းသာဖြစ်သည်အတ္တစိတ်သည်သူတစ်ပါးကိုကြော်၍မိမိကိုအမြင်အကြားအယူအသေးနှင့်အထူးပြုခံလိုသောလူတို့၏စိတ်အမူအရာဖြစ်သည်သူတစ်ပါးဇာတ်ကြောင်းကိုအစီအတာပြုလျက်ကိုယ်အကြောင်းကိုမအောင်ဤနိုင်ပဲကိုယ်အကြောင်း၌သာတရေဝဲဝဲဖြစ်စေလိုသောလူတို့၏စိတ်ထားတစိတ်တစ်ပိုင်းပင်ဖြစ်သည်ကျွန်ုပ်တို့အများစုတွင်ဤစိတ်မျိုးအနည်းနှင့်အများရှိကြ၏ထိုစိတ်ကပင်မိမိအကျိုးကိုဆုပ်ယုပ်စေနိုင်သည်ထိုစိတ်ဖြင့်ကိုယ်အကြောင်းကိုမရအရဝင်ပြောပါလျင်တစ်ဖက်သား၏စိတ်ချမ်းသာမှုကိုသေးသိမ်သွားစေကတဦးနှင့်တဦးပိုမို၍အလန်းကွာအောင်ဖန်တီးလိုက်သလိုရှိတော်သည်နှစ်ဦးနှစ်ဖက်နစ်နာရသောကိစ္စဖြစ်၏နောက်တစ်ချိန်လူတဦးတစ်ယောက်နှင့်စကားဆက်မိ၍သူ့အကြောင်းသူ့ဆောင်ရွက်မှုတို့ကိုအားပြောကြားလာပါကကိုယ့်အကြောင်းကိုပြန်ပြောလိုစိတ်ကိုသတိပြုထိမ့်သိမ့်လိုက်ပါအကျင့်စရိုက်ဆိုသည်မှာပြင်နိုင်ခဲ့သောကိစ္စမျိုးရှိနိုင်သည်မှာမှန်ပါသည်သို့သောကိုယ့်အကြောင်းကိုမြို့သိမ့်လျက်သူတစ်ပါးအကြောင်းကိုစိတ်ဝင်တစားစိတ်ထားနိုင်ခြင်းကငြိမ်းချမ်းသောစိတ်ထားပိုင်ဆိုင်မှုကိုရစေလျက်တပါးသူ၏ဂုဏ်တင်ခွင့်ကိုလည်းအကြည်အသာပြုရာရောက်ပေသည်စကားဆက်မိကြလျင်ကျွန်တော်လည်းတခါတော့ကဒီလိုပဲလုပ်ခဲ့တာဗျသို့မဟုတ်ဒီနေ့ကျုပ်ဘာလုပ်ခဲ့လဲသိလားဟုစိုင်းမစင့်ပုံမစင့်ပြောလိုလျင်နှုတ်ကိုချုပ်တီးပြီးစောင့်ကြည့်လိုက်ပါပြီးနောက်အဲ့ဒါကောင်းနေဗျာသို့မဟုတ်ဒါလေးထပ်ပြောစမ်းပါဗျာဟုပြောကြည့်ပါထိုအခါကိုနှင့်ပြောဆိုရသောသူမှာကိုစိတ်ဝင်တစားနှင့်အာယုံစူးစိုက်မှုကြောင့်ပို၍စိတ်ချမ်းသာရပြီးလျင်ကိုနှင့်ပြိုင်ဘက်မဖြစ်တော့ပေထိုအကျိုးဆက်မှာကိုနီးနားတွင်သူသည်ပိုမိုစိတ်ချမ်းသာရပြီးသူကိုယ်သူစိတ်ချယုံကြည်မှုလည်းပွားနိုင်ပေမည်ကိုမှလည်းကိုအကြောင်းကိုသာပြောချင်သည့်တကယ်ကဲမဖြစ်သောကြောင့်စိတ်အေးချမ်းသာရှိပေလိမ့်မည်သူ့အတွေ့အကြုံကိုယ်အတွေ့အကြုံတို့ကိုဖလှယ်၍ပြောဆိုရန်အခွင့်ကောင်းမှာအခါများစွာကြုံရနိုင်သည်သာဖြစ်ပါ၏ထိုအခါအခွင့်မျိုး၌တစ်ဖက်သက်ပြောနေယုံကြည်မဟုတ်ဘဲစိတ်ဝင်စားမှုနှင့်အထင်အမြင်ကောင်းမှုတို့ကိုဝေမျှနိုင်ခွင့်ကြုံနိုင်ပါသည်ဆိုလိုသည်မှာသူတစ်ပါးအခွင့်အလမ်းကိုနှိုက်ယူလိုစိတ်မပြင်းပြဖို့ဖြစ်သည်ထို့သို့တပါးသူအထင်အမြင်ကောင်းစေလိုမှုစိတ်ထားကိုလျှော့နိုင်ပါကသူတစ်ပါးကိုအခွင့်အခါပါစားပေးခြင်းဖြင့်ကိုယ်တွင်စိတ်ချမ်းသာမှုငြိမ်းအေးမှုရစေမည်ဖြစ်သည်